3500 ဝန်းကျင်လောက်အထိအန်းနိုင်တဲ့ချစ်သူကောင်လေးနဲ့လမ်းခွဲလိုက်ရလို့ယူကြိုးမရဖြစ်နေတဲ့ Cherry သိန်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် Cherry သိန်းကအဆိုတော်တယောက်အနေနဲ့အောင်မြင်လာတဲ့နောက်ပိုင်းမှာချစ်သူကောင်လေးမရှိဘူးဆိုပြီးတော့ဒါချပြထားတာဖြစ်ပါတယ်ပရိသတ်တွေပရိသတ်ရရှိဖို့အတွက်အချစ်ရေးကိုဖုံးကွယ်ထားတဲ့ Cherry သိန်းကချစ်သူကောင်လေးနဲ့ပြတ်တဲ့အချိန်မှသာလူသိခဲ့ရတာဖြစ်ပါတယ် Cherry သိန်းမှာ3နှစ်ကျော်လောက်အထိတွဲနေတဲ့ချစ်သူကောင်လေးရှိလို့နေတာဖြစ်ပါတယ်3နှစ်လောက်အထိတွဲလာတဲ့ချစ်သူကောင်လေးရှိလာခဲ့ပေမဲ့အခုလက်ရှိမှာ2ယောက်သားပြတ်သွားကြပါပြီပြတ်သွားတာလည်းမကြသေးပါဘူး2ယောက်သားကပျော်ရွှင်တဲ့ဆက်ဆံရေးမျိုးရှိနေသေးပေမဲ့ပြီးခဲ့တဲ့ရက်မှာတင်ပြတ်သွားတာမို့ Cherry သိန်းကအသေးကွဲနေတာပါပြတ်သွားခဲ့တဲ့ကောင်လေးကသူ့အပေါ်မှာအဆဆရရကောင်းတဲ့သူတယောက်ဖြစ်နေတာကြောင့်ပါပြီးခဲ့တဲ့အင်တာဗျူးတစ်ခုမှာသူမကသာအမြဲတမ်းအန်းနေခဲ့တာဆိုပြီးတော့ Cherry သိန်းကဖြေပူးပါတယ်ရီးစားဟောင်းတွေကိုဆိုရင်တယောက်ကို1000လောက်အထိကိုအန်းပူးတာဆိုပြီးတော့ဖြေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ပြတ်သွားတဲ့အချိန်မှာတော့သူမကသာအန်းခဲ့တာမဟုတ်ပဲရီစာဟောင်းကသူမအပေါ်မှာ3500လောက်အထိကိုအန်းခဲ့ဘူးတာဖြစ်ပါတယ်။ဘာပဲလိုချင်တယ်လို့ပူဇော်လိုက်တာနဲ့ချက်ချင်းဆိုသလိုရှေ့ကိုရောက်လာတတ်တာဖြစ်ပါတယ်။သူမအပေါ်မှာဝယ်ပေးရမှာလဲမနှမျောတဲ့အပြင်ဖြည့်ဆည်းပေးခြင်းနဲ့စိတ်နဲ့သာပြည့်နေတဲ့ကောင်လေးကို Cherry သိန်းကပိုင်ဆိုင်ထားခဲ့တာဖြစ်တယ်။ဒါအပြင်ငလင်လှုပ်တဲ့နေ့တုန်းကလည်းချစ်သူကောင်လေးကသူမအပေါ်မှာဘလောက်တောင်စိုးရင်လဲဆိုတာကိုမျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပါတယ်။မန္တလေးမှာရောက်နေတာမို့ချက်ချင်းကိုလာကြိုပေးပြီးတော့ကြောက်စိတ်ပြောင်းအောင်မုံနေဆိုလဲလိုက်ကြွေးပေးခဲ့ရပါဒုက္ခရီကြားထဲမှာသူမကိုမျက်နှာမငယ်အောင်ထားပေးရမို့လဲတွဲနေတဲ့အချိန်မှာအရန်ကိုပျော်ရွှင်ခဲ့ရတာဖြစ်ပါတယ်နှစ်ပတ်လည်နေ့မှာလဲ Cherry သိန်းအတွက်ကိုယ်တိုင်မှာထားတဲ့အစိမ်းလက်စွပ်ကြီးကိုလက်ဆောင်ပေးခဲ့ရပါလိုချင်တာမှန်သမျှပေးနိုင်တဲ့ချစ်သူကောင်လေးကို Cherry သိန်းကလက်လွတ်လိုက်ရတာဖြစ်ပါတယ်ဒါကြောင့်မို့လဲသူ့အနေနဲ့အခုလက်ရှိမှာနောင်တအကြီးအကျယ်ရရှိလို့နေတာဖြစ်ပါတယ်ချစ်တဲ့ကောင်လေးကိုဆွန့်လွတ်လိုက်ရတဲ့အပေါ်မှာမိန်းကလေးတိုင်းကယူကြိုးမရနဲ့ဖြစ်တတ်ကြပါတယ်ဒါပေမဲ့ပြန်ပြီးတော့ဆက်သွယ်လို့မရအောင်အထိနှစ်ယောက်ကြားမှာစီးချသွားခဲ့ပြီဖြစ်တာကြောင့်ပါပြတ်သွားပြီးတဲ့နောက်ပိုင်းကလေးကကောင်လေးဘက်ကအဆက်အသွယ်လည်းမခံတော့ပဲဖြတ်ချသွားခဲ့တာပါဒါကြောင့်မို့ Cherry သိန်းကသူ့အပေါ်မှာအရန်ကောင်းခဲ့တဲ့ချစ်သူကောင်လေးကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်လာခဲ့တာဖြစ်ပါတယ်။မသက်ဆိုင်တော့တဲ့အရင်ဆုံးသစိမ်းကိုသူ့ကိုကျေးဇူးတင်ပါတယ်လို့ကျွန်မရဲ့ခက်ခဲတဲ့အချိန်တွေနဲ့စိတ်ထဲကြတဲ့အချိန်တိုင်းအတူတူရှိပေးခဲ့တဲ့သူဆိုပြီးတော့ Cherry သိန်းကလမ်းခွဲသွားတဲ့ချစ်သူကိုနှမျောတသားဖြစ်နေရှာတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ရှိတဲ့အချိန်တုန်းကအလေးမထားနဲ့နောင်တရနေတာမျိုးကဘာမှမထူးခြားဘူးဆိုပြီးတော့ Cherry သိန်းကိုအကြံပေးနေကြတာဖြစ်တယ်လက်ရှိမှာတော့ Cherry သိန်းကတကူရဲဘဝကိုဖျက်ဆီးလုပ်နေတာဖြစ်ပါတယ်3500ဝန်းကျင်လောက်အထိအန်းနိုင်တဲ့ချစ်သူကောင်လေးနဲ့လမ်းခွဲလိုက်ရလို့ယူကြိုးမရဖြစ်နေတဲ့ Cherry သိန်းအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ကြပါအောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်း Global Media News Page ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပရိသတ်များအားလုံးကိုကျေးဇူးများတင်ပါတယ်အားလုံးပဲနောက်နေ့ရက်တင်ဆက်မှုတွေမှာကျွန်တော်တို့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့